sub vocalization ဆိုပြီးအတန်ထွက်တယ်ပေါ့နော် sub vocalization လို့ခေါ်တယ်စာလုံးတွေအများကြီးရှိတယ်စာလုံးကအရှိကြီးပဲလို့ထင်ရတယ်ပေါ့နော်သူ့ရဲ့အခြေခံစကားလုံးကဘယ်ကစလဲဆိုတော့ VOCAL ဒီမှာရေးထား VOCAL vocal ဆိုတဲ့စာလုံးကနေစတယ်ပေါ့နော်အဲ့ဒါကနောက်က lization ပေါင်းလိုက်တယ်vocalization ဖြစ်သွားတယ်စကားလုံးတစ်လုံးကိုအနောက်ကနေစကားလုံးအသစ်တွေပေါင်းထည့်အဲ့ဒါပြီးတော့မှအသစ်ရလာတဲ့ vocalization ဆိုတဲ့ဒီ vocal အသစ်ပေါင်းထည့်လို့ရလာတဲ့ vocalization ဆိုတဲ့စကားလုံးကိုအရှိကနေ sub သွားထည့်ရတယ် SUV sub သွားထည့်ရတယ်ဆို sub vocalization ဆိုပြီးဖြစ်သွားတယ်နော်သူ့အဓိပ္ပာယ်ကဘာလဲဆိုရင် reading with a voice in your mind စာရီဖတ်တဲ့အခါမှာစိတ်ထဲကနေအတန်တစ်ခုထားပြီးဖတ်ပါတဲ့အဲ့ဒါလည်းအသုံးချလို့ရတယ်နော်ဆိုတော့စိတ်ထဲမှာအတန်တစ်ခုထားပြီးဖတ်ပါဆိုတော့ဘာကိုပြောချင်တာလဲဆိုရင်ဥပမာဗျာကျွန်တော် listening လုပ်ခဲ့တဲ့ journey နဲ့နှိုင်းယှဉ်ပြောမယ်ပေါ့နော်ကျွန်တော် listening လုပ်ခဲ့ရတဲ့ဖြတ်သန်းမှုဆိုတော့ကျွန်တော်စပြီး listening practice လုပ်တဲ့အခါတုန်းကဆိုရင်အတန်တစ်ခုကိုနားရဲဆွဲအောင်အရင်နားထောင်တယ်ပေါ့နော်ဆိုတော့နားထောင်မှုလိုက်ပြီးရှာကြည့်တဲ့အခါမှာ BBC လေနော်ကျွန်တော်တို့ BBC သတင်းဌာနပေါ့English နဲ့ပတ်သက်လို့လေ့လာတဲ့အခါမှာလည်းအများကြီးအထောက်အကူဖြစ်တဲ့ဌာနတစ်ခုပေါ့နော်ဆိုတော့အဲ့မှာ BBC English channel တွေရှိတယ်ဒါမှမဟုတ် BBC မှာတခြားဥဒရရစရာ channel တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့လေ English နဲ့ပတ်သက်ပြီးအများကြီးလေ့လာလို့ရတယ်ဆိုတော့ကျွန်တော်ကဆက်စချင်း listening project လုပ်တော့ငါဘယ်လိုလုပ်လဲဆိုရင် BBC English BBC English မဟုတ် BBC မှာ documentary channel လိုမျိုးရှိတယ်နော်sorry Discovery channel လိုမျိုးရှိတယ်ဗျာနော်ဒီ wildlife ပေါ့နော်ဒါ vocabulary အသစ်တစ်လုံးမှာကျွန်တော်ပြလိုက် wildlife ပေါ့ wildlife ဆိုတာတားရတိရစ္ဆာန်တွေတောကောင်တွေနော်ပြီးရရင်သဘောတရားတွေဒါနဲ့ပတ်သက်ပြီးတော့လေ့လာတဲ့ channel တစ်ခုပေါ့နော် wild ဆိုတာအရိုင်းဆန်တာပေါ့နော်ဆိုတော့အရိုင်းဆန်တယ်ဆိုတာဟိုရိုင်းနေမှာမဟုတ်ဘူးနော်တဘာအတိုင်းရှိနေတဲ့ဘဝတွေအကြောင်းတက်ရှိတွေအကြောင်းတက်မဲ့တွေအကြောင်းရေမြေတောတောင်တွေအကြောင်းလေ့လာတဲ့ channel ပေါ့ဆိုတော့အဲ့ဒီမှာသူက presenter တယောက်ရှိတယ်ပေါ့နော် presenter တယောက်ရှိတယ်သူက David Attenborough လို့ခေါ်တယ် Scotland လူမျိုးကြီးနော်ဆိုတော့သူကလေအဲ voice over လုပ်တယ်ပေါ့နော် voice voice over လုပ်တယ် voice over လုပ်တယ်ဆိုတာကျွန်တော်ရုပ်အနေနဲ့ကတော့တခုမြင်နေရတယ်ဥပမာထားပါတော့ခုနက Discovery Channel ဆိုရင်တရိတ်ဆန်နေအကြောင်းဥပမာထားစင်နေအကြောင်းကိုအဲ knowledge sharing လုပ်ထားတဲ့ဗီဒီယိုတစ်ပုဒ်အဲ့ဒါဆိုစင်နေအကြောင်းရိုက်ပြတယ်အယုတ်ကတော့ဒါတွေမြင်နေရတယ်အတန်းကျတော့အဲ့အဖိုးကြီးအတန်းနဲ့အနောက်ကနေစင်နေကတော့ဘယ်လိုဖြစ်ပါတယ်ဘယ်လိုရှင်သန်ချက်စားပါတယ်သူတို့ habitat တွေဘာတွေရှိတယ်ဘယ်လို characteristic တွေရှိတယ်စသဖြင့်ဒါတွေပြောပြတယ်နောက်ခံအတန်ပေါ့နော် voice over မြန်မာလိုပြောရင်နောက်ခံအတန်ပေါ့ဆိုတော့အဲ့သူ့နောက်ခံအတန်နဲ့ဖွင့်ပြတာကိုကျွန်တော်တို့ကနားထောင်ကျွန်တော်အဲ့သူ့အတန်ကိုသဘောကျတယ်ပေါ့နော်ကျွန်တော်တို့ catchy ဖြစ်တယ်ပေါ့ CD say ဆိုတာ catchy ဆိုတာနားထောင်လို့ကောင်းတယ်နှဝင်ကျူရဲပေါ့နော်နှဝင်ပီယံဖြစ်တယ်ပေါ့သူ့အတန်ကိုနားရဲဆိုအောင်နားထောင်သူ့အတန်တစ်ခုတည်းပဲပေါ့နော်သူ့အတန်တစ်ခုတည်းနားရဲဆိုအောင်နားထောင်တယ်နားထောင်မှများလာဘာဖြစ်လဲကျွန်တော်နားရဲဆွဲလိုက်နားရဲဆွဲတော့ဘာဖြစ်လဲဆိုရင်ကျွန်တော်အဲ့နားထောင်ရင်းနဲ့အတူဘာလုပ်လဲဆိုတော့ reading မှာတွဲလုပ်တယ် reading တွဲလုပ်တော့ reading တွေဖတ်တဲ့ခါကျသူ့အတန်ကိုပဲပြန်ကြားရအောင်လို့ကျွန်တော်ဖတ်တယ်စိတ်ထဲကနေဖတ်တယ်ဘယ်လိုမျိုးအတန်ကိုသဘောကျတဲ့အတန်နဲ့ဖတ်တယ်ကျွန်တော်အနေနဲ့ဆိုရင်ဒီ David Attenborough ဆိုရယ်ဒီ old man ပေါ့နော်အဖိုးကြီးတယောက်ရဲ့အတန်ကိုနားရဲပြန်ကြားအောင်လို့ဖတ်တယ်နော်အဲ့လိုမျိုးလောက်ကြည့်စေချင်တယ် self vocalization ဆိုတာနော်ဆိုတော့ reading ကတော့ရှင်းတယ်စာဖတ်တဲ့ခါကျရင်ဒီအတန်ကိုနားရဲပြန်ကြားရအောင်လို့ဖတ်တယ်အဲ့လိုပြန်ကြားအောင်လို့ဆိုရင်ကိုကအတန်တစ်ခုကိုဆွဲဆွဲမြဲမြဲနဲ့ဆွဲပြီးတော့နားရဲဆွဲနေအောင်ဖတ်ထားဖို့လိုတယ် listening လုပ်တဲ့အခါလေဒီကောင်သုံးလို့ရတယ်အတန်တစ်ခုကိုနားရဲဆွဲအောင်ဖတ်ထားတယ်နားထောင်ထားလိုက်အဲ့လိုနားထောင်ထားရဆိုရင် listening ပြန်လုပ်တဲ့အခါကျရင်သူ့အတန်ပဲပြန်ကြားရအောင်နော်ဟောဖွင့်လာတော့အတန်တစ်ခုအဲ့ဒါကိုနားလဲပြန်ကြားရအောင်တဲ့အခါကျရင်ကိုနားထောင်နေကြအတန်ကိုသဘောကျတဲ့အတန်နဲ့ပြန်ကြားရအောင်ဒီလိုလောက်ခိုင်းတာနော် self vocalization ဆိုတာဟုတ်ပါမလားမသိနော်ဆိုတော့ဒီကောင် reading ရော listening ရောမှာသုံးလို့ရတယ်နော်ဆိုတော့ဒါကိုအဆင်ပြေတဲ့နေရာမှာသုံးပါနော်အရင်ဆုံးတစ်ခုပဲအရင်တော့ reading မှာ self vocalization သုံးမယ် reading မှာအရင်သုံး listening မှာသုံးမယ် listening မှာအရင်သုံးနှစ်ခုလုံးပြိုင်မလုပ်ကြည့်ဖို့ကျွန်တော်က suggestion လုပ်ချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလုပ်ရင်ဘာ benefit တွေရှိတယ်ပေါ့ဒီကောင်လုပ်တော့တဲ့စားတော့ပိုပြီးစိတ်ဝင်စားတော့ဗျာနော်ကျွန်တော်
ဟိုဝတ္ထုတစ်ပုဒ်ပဲထားပါတော့ဝတ္ထုတစ်ပုဒ်ဟိုကိုကဆွတ်ဆွတ်မြဲမြဲဖတ်တယ်သဘောကျတယ်ဝတ္ထုတွေမှာမျောသွားတယ်ဘေးနားလူကလာလှုပ်ပြီးတော့နှိုးနေအောင်ကျွန်တော်မသိဘူးအဲ့ဘာဖြစ်လို့လဲဒီဝတ္ထုကိုစိတ်ဝင်စားပါတယ်နော်အဲ့လိုပဲစာဖတ်နေဖတ်တဲ့အခါမှာခုနဝတ္ထုဖတ်လို့စိတ်ထဲကနေအတန်တစ်ခုကိုထားပြီးဖတ်တယ်ကိုယ်သဘောကျတဲ့အတန်တစ်ခုကိုထားပြီးတော့ဒီဝတ္ထုဖတ်တယ်အဲ့လိုဖတ်တော့ကိုယ်မျက်စိရှိမှာဟိုဒီ character တွေကလာပြီးတော့ဇာတ်ထဲမှာပြောထားတဲ့အကြောင်းတွေဇာတ်လမ်းထဲမှာပြောထားတဲ့အကြောင်းတွေကိုလုပ်ပြနေတယ်လို့မျိုးဘေးနားလူတယောက်ထိုင်ပြီးပြောနေလို့မျိုးအဲ့လိုမျိုးကြားရအောင်လေကိုကစိတ်ထဲမျောသွားတယ်ပို့ပြီးတော့ focus လုပ်လို့ကောင်းတယ်နော် enhance focus ဖြစ်တယ်ပြီးတော့ရင် focus လုပ်ထားတဲ့အတွက်ပို့ပြီးတော့နားလေတရားတမန်ငါရှင်ကဖတ်တာတမန်ငါရှင်ကနားထောင်တာထက်ဆိုင်ပို့ပြီးတော့နားလေပို့ပြီးတော့ focus လုပ်လိုက်နောက်ဆင့်ဘာဖြစ်လဲဆိုတော့ emotional engagement မှာဖြစ်တယ်နော်စိတ်ဝင်စားဝင်ကျွန်တော်စောက်တုပ်ဖက်စောက်ထဲမှာဇက်ကောင်ကဝင်နေတာကိုကလိုက်ပြီးဝင်နေတယ်သူဝမ်းတာလိုက်ပြီးဝမ်းတာတယ်ဒေါသထွက်ရင်လိုက်ပြီးဒေါသထွက်တယ်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့ဘာဖြစ်လို့လဲဆိုရင်ဒီထဲမှာ focus ဖြစ်သွားတယ်စိတ်ပါဝင်သွားသွားလို့ emotion မှာစိတ်ခံစားချက်ပါထွက်လာအဲ့လိုဖြစ်ဖို့ဆိုရင်ဘာလို့မှအဆင်ပြေလဲဆိုရင် listening ပဲဖြစ်ဖြစ် reading ပဲဖြစ်ဖြစ်အဲ့လိုလုပ်ဖို့ဆိုပထမအဆင့်ဘာလို့လဲဆိုတော့ကိုကဘယ်အတန်ကိုနားရဲဆွဲအောင်နားထောင်မလဲဆိုတော့ကိုအရင်ဆုံးကျွန်တော်တို့မှန်မှန်ကန်ကန်ရွေးနိုင်မှုလိုတယ်ပေါ့နော်ဟုတ်ပြီဒီအတန်သဘောကျဆိုရင်အဲ့ဒါကိုပဲမြဲမပြတ်နားရဲဆွဲအောင်နားထောင်တာဟောအဲ့ဒါဆိုကျန်တာရဲ့လိုက်နားထောင်လဲဒီအတန်နဲ့ပဲပြန်ကြားရအောင်လဲနားထောင်တယ်အဓိကနှစ်ချက်ပေါ့နော် focus လုပ်နိုင်တယ်ပြီးတော့ရင် emotional engagement ဖြစ်တယ်နော် understand ဖြစ်တာကတော့ focus ဖြစ်တဲ့အတွက် understand လည်းဖြစ်ထားပြီသားနော်စိတ်ရုပ်ကိုပါခံစားနိုင်တယ်စိတ်ဝင်စားနိုင်တယ်ပေါ့ဗျာကိုနားထောင်နေရပဲဖြစ်ဖြစ်ဖတ်တဲ့ຢာပဲဖြစ်ဖြစ်နော်ဆိုတော့ဒီကောင်းကျတော့ listening ရော reading ရောမှာအသုံးချလို့ရတယ်ကျွန်တော်ကတော့အရင်ဆုံးဒါကို apply လုပ်ကြည့်ခဲ့တာ listening မှာ apply လုပ်ကြည့်ခဲ့နော်ဘာကိုပဲနားထောင်တော့ကိုနဲ့ရင်းနှီးတဲ့အတန်ကိုသဘောကျတဲ့အတန်နဲ့ပြန်ကြားကြအောင်ဆိုတော့ကိုအတွက်လည်းဘာကိုပဲနားထောင်တော့ခတ်တယ်လို့သိမထင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အဲ့လိုလေးဖြစ်အောင်ဒီကောင်လေးကို apply လုပ်ကြည့်ပထမတစ်ဆင့်တစ်ခုကိုဆွဲပြီးတော့နားထောင်အတန်တစ်ခုနားယူသွားပြီလားနားယူသွားပြီဆိုရင်တခြားတွေလိုက်နားထောင်ရှိအဲ့လိုနားထောင်တဲ့အခါမှာလေခုနကကိုသဘောကျတဲ့အတန်ပိုင်ရှင်လိုပဲသူ့ရဲ့ပြောပုံဆိုပုံသူ့ရဲ့အတန်လေယူလေသိမ့်အဲ့ဒါတွေပြန်ကြားရအောင်ပြီးတော့ပြန်နားထောင်ပါနော်အဲ့ဒါကိုစကားပြောတဲ့အခါမှာလည်းကိုယ့်ဘော dominance ဖြစ်တယ်ပေါ့နော်ကိုယ့်ဘောလွှမ်းမိုးမှုရှိတယ်ဟောဒီလူရဲ့ပြောပုံဆိုပုံလေယူလေသိမ့်အဖြတ်တော့နောက်ဆုံး pronunciation လို့ခေါ်တယ်တလုံးချင်းစီအတန်ထွက်အစအဲ့လိုမျိုးကိုကသူ့လိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ရကျွန်တော်အဲ့လိုမျိုးလိုက်လုပ်ဖို့ပြောတာမဟုတ်နော်လိုက်ပြီးတော့ copy လုပ်လိုက်ပြီးတော့သူ့လိုလိုက်လုပ်ပြီးတော့တူပြီးတော့လိုက်ပြောကြည့်နေဖို့ပြောတာမဟုတ်ဘူးနားယူအောင်နားထောင်ပြောတယ်နော်နားယူအောင်နားထောင်ရင်ဘာလုပ်မလဲတခြားတွေလိုက်နားထောင်ရှိအဲ့လိုနားထောင်တဲ့အခါမှာသူ့အတန်နဲ့ပြန်ကြားရအောင်လာနိုင်အောင်အထိနားထောင်ကြည့်ရအောင်ရဒါ listening method တစ်ခု reading မှာလည်းအသုံးချလို့ရပါနော်ကိုအစီအမေမဲ့ဟာလုပ်ပါဗျာကျွန်တော် reading လုပ်ရတာအားတက်အဲ့ဆိုရင်အရင်ဆုံးပထမဆင့်ကတော့များများနားထောင်ရမယ်အော် reading ဖတ်ဒါဆိုရင်နောက်တစ်ဆင့်ထပ်ပြီးနားမထောင်နဲ့က reading ဖတ်တဲ့ကအဲ့အတန်နဲ့ပြန်ကြားရအောင်ပြီးဖတ်ဒါကိုပြောနော် okay so self vocalization ဆိုတဲ့အဓိပ္ပာယ်နဲ့ရမယ်နော်ကဲနောက်တစ်ခုသွားမယ်နောက်တစ်ခုက listening လုပ်တဲ့အခါမှာအဓိကအသုံးဝင်တယ် while listening နားထောင်တဲ့အခါမှာကျွန်တော်ဒါဒီနေရာမှာပွင့်လင်းမှုလွယ်ကျွန်တော်တို့ကအင်္ဂလိပ်စာနဲ့အရင်အထိတွေ့မရှိဘူး familiar မဖြစ်ဘူးပေါ့နော်နေ့စဉ်သုံးထဲမှာလည်းသုံးလုံးနေကြမရှိဘူးအမြဲတမ်းလည်းအင်္ဂလိပ်စကားကိုကြားနေရတာမျိုးမဟုတ်ဘူးပြောနေရတာသုံးနေရတာမျိုးမဟုတ်ဘူးအဲ့လိုလူတွေမျိုးဆိုရင်အင်္ဂလိပ်စကားကိုနားထောင်တဲ့အခါမှာစသချင်းနားထောင်နိုင်တယ်နားလည်ဖို့အတွက်အခက်အခဲရှိနေဒါကိစ္စမရှိဘူးနားထောင်တဲ့အခါကျရင်တခါတည်းနားထောင်လိုက်တာနဲ့နားလည်နိုင်မှာအခက်အခဲရှိတယ်ဒါကြောင့်မလို့ရိုးရိုးသားသားပဲကျွန်တော်ကတော့နှစ်ခေါက်သုံးခေါက်နားထောင်မှအဆင်ပြေတယ်ကျွန်တော်လည်းဒီလိုပဲစသချင်း listening practice လုပ်တော့7မိနစ်15မိနစ် focus တစ်ခုကို3-4ခေါက်လောက်နားထောင်ရတယ်။အဲ့အချိန်မှာတို့ပြောချင်တဲ့အဓိကအကြောင်းကိုရတယ်။အဲ့လိုပဲကိစ္စမရှိဘူး။ကြိုက်သလောက်နားထောင်လို့ရတယ်။နော်။ဥပမာပဲ7မိနစ်15မိနစ် YouTube ဗီဒီယိုတစ်ပုဒ်နားထောင်မယ်5ခေါက်6ခေါက်9ခေါက်လောက်နားထောင်မယ်ကိစ္စမရှိဘူး10ခေါက်လောက်နားထောင်ကြိုက်သလောက်နားထောင်ရတယ်။ဒါပေမဲ့အဲ့လိုနားထောင်တဲ့အခါမှာကိုကဒီတိုင်းနားထောင်တယ်။ငါနားမလည်ဘူးကွာ။ဆရာကနားထောင်ခိုင်းလို့များများနားထောင်တယ်။ဘာမှမသိဘူး။အဲ့လိုမျိုးတော့အဆင်မပြေဘူးပေါ့နော်။ကြိုက်သလောက်နားထောင်လို့ရတယ်။ဒါပေမဲ့ဘယ်လိုနားထောင်ရမလဲ
ဒီမှာကျွန်တော် for the first time လို့ရေးထားတယ်ဒါကကျတော့နှစ်ခေါက်ကိုပဲရည်ညွှန်းတာပေါ့နော်ပထမတစ်ခေါက်နားထောင်တဲ့က for the first time ဒီတစ်ခေါက်နားထောင်တဲ့က for the second time တကယ်ကြောင်ဘာပြောချင်တာလဲဆိုရင်ဟုတ်ပြီ listening တစ်ပုတ်15မိနစ်ဗီဒီယိုတစ်ပုတ်ကို9ခေါက်လောက်ကျွန်တော်နားထောင်ရတယ်အဲ့လိုလူမျိုးဆိုရင်အစပိုင်းနေပေါ့နော် at the beginning ပေါ့အစပိုင်းနေနားထောင်တဲ့အခါကျရင်အစပိုင်းဆိုတာဗျာတစ်ခေါက်တည်းမဟုတ်တစ်ခေါက်နှစ်ခေါက်သုံးခေါက်လောက်နားထောင်တယ်ဒါအစပိုင်းနေအဲ့လိုအစပိုင်းနေနားထောင်နေဆိုရင်တော့ကျွန်တော်တို့ကဘာကိုရအောင်နားထောင်ရမလဲဆိုတော့ listen for the main idea ကျွန်တော်နားထောင်နေတဲ့ဗီဒီယိုကအဓိကဘာအကြောင်းပြောရလဲ reading မှာတော့ကျွန်တော်ပြောသွားတယ်ပေါ့နော်ပြားအကြောင်းပြားတွေအကြောင်းဖတ်တယ်အဲဒီမှာနားထောင်နေပဲထားပါတယ်ပြားတွေအကြောင်းနားထောင်တယ်ခုနက Discovery Channel ကစင်နေအကြောင်းနားထောင်တယ်အဲ့ဒါဆိုရင်အဓိကဘာကြောင့်အဓိကစင်နေအကြောင်းပါဗျာဒီလောက်တော့ကျွန်တော်တို့သိအောင်လုပ်ကြမယ်နော်ဒါတစ်ခေါက်တည်းနဲ့မဟုတ်နော်9ခေါက်လောက်နားထောင်နေဆိုအစာပိုင်းနေနားထောင်တယ်တစ်ခေါက်နှစ်ခေါက်သုံးခေါက်ဟောနားထောင်လိုက်တယ်နားထောင်လိုက်တော့သူတို့ဘာအကြောင်းတွေပြောနေလဲဘာတွေလုပ်နေတဲ့အကြောင်းပြောနေလဲခီးသွားတဲ့အကြောင်းပြောနေလားအလုပ်အကြောင်းပြောနေရလားနှစ်ယောက် argue လုပ်နေရလားရန်ဖြစ်နေရလားကြောက်ကစားဖြစ်နေရလားဘာအကြောင်းတွေပြောတချင်းအကြောင်းပြောနေရလားဒါတော့အနည်းဆုံးသိအောင်လုပ်ဖို့လိုတယ်အဲ့ဒါလေတစ်ခေါက်တည်းနဲ့မဟုတ်နော်အစာပိုင်းနားထောင်တဲ့အခါတစ်ခေါက်နှစ်ခေါက်သုံးခေါက်ငါးခေါက်နားထောင်တယ်ဆိုတစ်ခေါက်နှစ်ခေါက်သုံးခေါက်အဲ့လောက်နားထောင်အဲ့လောက်နားထောင်ပြီးရင်ဘာကိုရအောင်လုပ်အဓိကဘာပြောနေလဲဆိုတဲ့အကြောင်းရ main idea ကိုရအောင်လုပ်ရအဲ့လို main idea ကိုရအောင်လုပ်နေပြီဆိုရင်ကျွန်တော်တို့မသိတဲ့စကားလုံးတွေအများကြီးရှိလာတယ်ကိစ္စမရှိဘူး don't stop for the unknown words မသိတဲ့စကားလုံးတွေရှိလိုက်ရင်လည်းမရက်နေကြော်သွားလိုက်တယ် skip လုပ်သွားတယ်ပေါ့နော် skip လုပ်သွားတယ် skip လုပ်သွားတယ်ကြာအဲ့ဒါဆိုရင်ကျွန်တော်ကဗီဒီယိုလေးတစ်ပုဒ်နားထောင်ပါတယ်ဗျာမသိတာကြီးအများကြီးပဲတစ်လုံးမှမသိတော်တော်များများမသိအဲ့လိုမသိတော့ဘာအကြောင်းပြောနေမှန်းကိုကျွန်တော်စဉ်းစားလို့မရအဲ့ဆိုတော့အဆင်မပြေဘူးကြော်လို့တော့မရတော့အဲ့ကြိုင်နော်ကြော်လို့ရတယ်ဆိုတာအတိုင်းအတာတစ်ခုရှိတယ် limit ရှိတယ်ဘယ်လောက်ထိကြော်လို့ရတယ်ကိုကမသိတဲ့စကားလုံးတော့ရှိတယ်ဟိုမှာထားရခုနဗီဒီယိုတစ်ပုဒ်3-4ခေါက်နားထောင်တယ်3ခေါက်လောက်နားထောင်တယ်အဲ့လိုနားထောင်လိုက်တဲ့အခါမှာ50လုံးရှိတယ်မသိရတယ်ဒါပေမဲ့သူတို့ဘာတွေပြောနေလဲဆိုတာတော့ကျွန်တော်သဘောပေါက်တယ်ဟောအဲ့ဒါဆိုရတယ်ကိစ္စမရှိဘူးကြော်သွားလည်းမသိရစကားလုံးဒါမှမဟုတ်ကျွန်တော်ခုနပြောလို့ဘာမှမသိရဘယ်လောက်ထိမသိ main idea ကိုဖမ်းလို့မရတော့အောင်ကိုမသိနေဘူးအဲ့ဒါဆိုရင်တော့ hold ရပ်ထားလိုက်ရပ်ပြီးတော့အဲ့စကလုံးတွေတွားရှာကြည့်ရတော့မယ်နော်ကိုက main idea ခံမှန်းလို့ရတဲ့အထိမသိတဲ့စကလုံးတွေရှိတယ်ဆိုရင်ဒီကောင်တွေကို view size မလိုဘူးကျွန်တော်ပြောချင်တာရနော်ပြီးရင်ဘာလုပ်ကြမလဲကျွန်တော်တို့ speaker voice ကိုသုံးရမယ်ကျွန်တော်နားထောင်လိုက်ကြ speaker voice ဆိုတာတခြားမဟုတ် sub vocalization method လေးတွေကိုသုံးကြည့်ပါတဲ့နော်အချိန်ရတဲ့ခါကျရင်နော်သုံးလိုက်ရမသုံးလိုက်ရကိစ္စမရှိဘူးနော်သုံးကြည့်ရင်တော့ပိုကောင်းတော့ဗျာ sub vocalization လေးအလေးကျင့်ရတာပေါ့နော် okay ဒါအစပိုင်းနားထောင်တဲ့ခါလေအဓိကနှစ်ချက်လေနော် sub vocalization ကိုမိထားတယ်ရတယ်ဘာကိုရအောင်နားထောင်မလဲအစပိုင်းနားထောင်တဲ့ခါ main idea ရအောင်နားထောင်ရမယ်မသိတဲ့စကားလုံးရှိကြော်သွားကြော်တယ်ဆိုတဲ့နေရာမှာ limit ရှိတယ် main idea ဖမ်းလို့ရတဲ့အထိမသိတဲ့စကားလုံးတွေရှိတယ်ဆိုကြော်သွား main idea ဖမ်းလို့မရတော့ဆိုတော့ရပ်လိုက်နော်ဟုတ်ပြီat the second time လို့ပြောထားတယ်တကယ်ပြောချင်တာကနောက်ဆုံးနားထောင်တဲ့အခါတွေပေါ့9ခေါက်လောက်နားထောင်တယ်ဆိုရင်4ခေါက်မြောက်5ခေါက်မြောက်အဲ့လိုအခါမျိုးတွေဆိုရင်တော့ listen details အသေးစိတ်နားထောင်လေအသေးစိတ်နားထောင်ဆိုတာဘယ်လိုဟာမျိုးလဲကျွန်တော်တလုံးမကြံသိအောင်လိုက်နားထောင်ရမလားမဟုတ်ဘူးအသေးစိတ်ဆိုတဲ့နေရာမှာ meaning 2မျိုးရှိမယ်ပထမတစ်မျိုးလက်လန်းတစ်ခုမှာဘာပြီးရင်ဘာလာလဲဘာပြီးရင်ဘာလာလဲဆိုအဖြစ်အပျက်ကိုသိအောင်လုပ်တော့နော်ကျွန်တော်ခီးတစ်ခုသွားတယ်ဒီမြို့တစ်မြို့ကနေထွက်တယ်ဘယ်မှာတစ်ထောက်နားတယ်ပြီးတော့သွားကျင်တဲ့နေရာကိုဘယ်ချိန်မှာပြန်ထွက်တယ်မြို့ထဲကိုဝင်လာတယ်နားမဲ့နေရာကိုသွားလာဒါမှမဟုတ်လိုက်ဘက်ပြီးတော့လဲလာပြီးတော့တဲကျင်တဲ့နေရာကိုသွားလာနောက်နေ့ကျရင်ဘာတွေလဲတယ်ဘာပြီးရင်ဘာလာလဲဘာပြီးရင်ဘာလာလဲဆိုတော့အခြေဆက်အဲ့ link ကိုသိအောင်လုပ်တာအသေးစိတ်သိတာတလုံးမကျလိုက်သိနေဖို့မလိုနော်ဘာပြီးရင်ဘာလာလဲဒါပြီးရင်ဒါလာဒါပြီးရင်ဒါလာဒါပြီးရင်ဒါလာအစင်လိုက်ပေါ့နော်ဒီအခြေဆက်ကိုသိတာအသေးစိတ်သိတာနောက်တစ်မျိုးအဲ့ချက်ပို့လွယ်နောက်ထပ်အသေးစိတ်ဆိုတာဘာကိုပြောရလဲဆိုရင်ကိုသိကျင်တဲ့အကြောင်းအရာကိုသိအောင်လုပ်တယ်နော်ကိုသိကျင်တဲ့အကြောင်းအရာကိုသိအောင်လုပ်တယ်အဲ့ဒါအသေးစိတ်သိအောင်လုပ်တာပဲနော်ကိုသိကျင်တဲ့အကြောင်းအရာဆိုတော့ဗျာကျွန်တော် listen လုပ်တဲ့ခါကျရင်မေးခွန်းလေးတွေရှိတယ် listen practice လုပ်တဲ့ခါကျရင်လေ
မိကုန်းလေးရှိတယ်နော်ပြီးတော့တခုပြောမယ်အဲ့လိုမိကုန်းလေးတွေပါတဲ့ဟာကိုအဓိကထားပြီးတော့နားထောင်ကြည့်ပါနော်ကျွန်တော်အကြောင်းတခုနားစိတ်ဝင်စားတယ်ဟုတ်ပြီဆရာကြီးအကြောင်းတခုနားစိတ်ဝင်စားတယ်အဲ့ဒါဆိုရင်ဒီနေ့ခေတ်မှာ AI နေလည်းပေါ်နေမှာပဲဗျာအဲ့ဆိုရင်ဒီ paragraph လေးပဲဖြစ်ဖြစ်ဒီအကြောင်းပဲဖြစ်ဖြစ်ကျွန်တော် AI မှာသွားပြီးတော့ဒါနဲ့ပတ်သက်လို့ကျွန်တော် listening မိကုန်းလေးလုပ်ပေးပါ make me some listening questions for the following passage for the following paragraph for the following text အဲ့ဒါလိုမေးပြီးတော့ကျွန်တော်လုပ်ခိုင်းလို့ရတယ်အော်မိကုန်းလေးပေါ်လာနောက်တစ်မျိုးဒီထေးနားထောင်နေဆိုတာကကိုအဲ့ဒီမိကုန်းမှာပါတဲ့အကြောင်းအရာကိုပဲအဓိကနားထောင်တာထားပါတော့ကျွန်တော်ခုနခီးသွားတဲ့အကြောင်းကိုဖတ်တယ်အဲ့ဒါအကြောင်းအရာတွေအများကြီးပဲဒါပေမဲ့ तू ကဘာကိုပဲမေးထားလဲဆိုရင်နေရာတနေရာပေါ့နော်ဥပမာထားပါတော့ကလောမျိုးသွားလဲတယ်အဲ့မှာဆိုကလောမျိုးမှဈေးမှာဘာတွေဝယ်ခဲ့လဲဆိုတဲ့အကြောင်းကိုပဲ तू မေးထားတယ်အဲ့ဆိုအဲ့နားလေးကိုပဲကျွန်တော် focus ချပြီးနားထောင်အောင်ကျန်တဲ့မင်းကဘယ်ဝင်နေဟိုဝင်နေဟိုလဲဒီလဲတယ်ဒါတွေဘာမှနားထောင်ကြနားထောင်မလို့လိုရပါတော့ focus ချပြီးနားထောင်ကြမလို့ကျွန်တော်အဓိက focus ချတာမှာမေးခွန်းမှာပါတဲ့အကြောင်းကိုပဲအဓိက focus ချပြီးနားထောင်အဲ့ဒါကလည်း detail နားထောင်တာပဲရမှာနော်ဆိုတော့အဲ့နားထောင်တဲ့ခါကျရင်လည်း note လေး line လောက်ထားပါတချို့ကျတော့တစ်ခုသာနှစ်ခုသာရသွားပြီအော်ငါရသားပဲ note တွေ line မမှတ်ဘူးပြီးတော့အဲ့မှာမေးခွန်းတွေအများကြီးပဲဘာကိုပြောလို့ပြောမှမမှတ်မိတော့အဲ့ကြောင့်မို့ဆက်ဆက်ချင်းလုပ်တဲ့ခါကျ note လေး line မှတ်ပြီးတော့နားထောင်နော်ရဒီလောက်ပဲအဲ့ဒါက listen နားထောင်တဲ့အခါသုံးရမယ့် method နှစ်ဆင့်ပေါ့နော်ကြိုက်တဲ့လောက်နားထောင်ကိစ္စမရှိဘူးအစပိုင်းနားထောင်တဲ့ခါကျရင်မင်းရရရအောင်ကျူဒါအဓိကချက်နောက်ပိုင်းနားထောင်တဲ့ခါကျရင်အသေးစိတ်နားထောင်ဒါပဲနော်အဲ့လိုနဲ့ listening လေးတွေကို practice လုပ်တော့ပေါ့နော်ရှင်းမှာပြောရတယ် self vocalization ရအောင်လုပ်နော်ကိုတခုကိုစွဲပြီးတော့နားထောင်အဲ့အတန်ကိုနားလေးစွဲသွားပြီဟေ့ဆိုရင်မလုပ်ရမလဲဆိုတော့ကြားကြောင်းကနေနားထောင်အဲ့လိုတခြားကြောင်းကနေတခြားလူပြောတဲ့ဟာတွေနားထောင်နေတဲ့အခါမှာလေသူ့အတန်ဆိုတော့ဗျအဓိကသူတုံးသွားတဲ့အဖြတ်အတောက်တွေလေယူလေသိန်းတွေအဖိအဖော့တွေဒါတွေပဲပြန်ကြားရအောင်နားထောင်နေပေါ့နော်အဲ့လိုနားထောင်ရင်ကိုကပို့ပြီးတော့လွယ်သွားတယ်အောင်တင်ပြနေတယ်ပေါ့နော်